လိုရွေးတဲ့ခါမှာဘယ်လိုအလုပ်မျိုးရွေးတင်လဲတဲ့ဒီ၃ခုနဲ့ချိန်ပြီးရွေးလို့ရရနော်ပထမတစ်ခုက passion ကိုရမ်းကြိုက်တဲ့အလုပ်ဒီအလုပ်လုပ်နေရလို့ရှိရင်ကိုပျော်နေရဆိုတဲ့အလုပ်မျိုးဒါမျိုးအလုပ်မျိုးရွေးတင်ပါတယ်ဒုတိယတစ်ခုက strength ကိုယ့်ရဲ့အားတက်ချက်ကိုလည်းအခြေခံပြီးရွေးတင်တယ်ဒါမှကိုကကြိုးစားလို့ရှိရင်ကြိုးစားလောက်တော်လာမှာလေမဟုတ်လို့ရှိရင်ဘယ်လောက်ပဲကြိုးစားနေနေကိုကတာမန်ဖြစ်နေမှာတစ်သက်လုံးတာမန်ဖြစ်နေတဲ့ဟာကြီးရတယ်အားလုံးဒီအတိုင်းပဲတိတ်ပြောစရာမကောင်းလေဒါကြောင့်မလို့ကိုယ့်ရဲ့အားတက်ချက်ကိုလည်းအခြေခံပြီးရွေးတင်ပါတယ်တတိယတစ်ခုကတော့ money ပတ်စံကိုလည်းအခြေခံပြီးရွေးတင်ပါတယ်အားလုံးဒီအတိုင်းပဲပတ်စံကလည်းအရင်ရေးကြီးရဲ့အရင်မြစ်တစ်ခုဖြစ်တယ်ကိုရွေးချယ်လိုက်တဲ့လောက်ကကိုလိုအပ်တဲ့ငွေချေးပမာဏတစ်ခုကိုမပေးစွမ်းနိုင်ဘူးဆိုရင်ကိုပတ်စံနဲ့ပတ်သက်ပြီးအမြဲခေါင်းခဲနေရမှာမိဘကိုထောက်ပံ့နေတယ်ဆိုရင်လည်းကောင်းကောင်းမထောက်ပံ့နိုင်လူကျင်တန်းနေတယ်ဆိုရင်လည်းကောင်းကောင်းမလူနိုင်မတန်းနိုင်သားသမီးကိုထောက်ပံ့နေတယ်ဆိုရင်လည်းကောင်းကောင်းမထောက်ပံ့နိုင်ဒါမှမဟုတ်ဖြစ်နေမှာโอเคအဲ့ဒီအတွက်ကြောင့်မလို့ဒီ၃ခုအခြေခံပြီးရွေးတင်ပါတယ်အကျိုးရှိလားမသိအကျိုးရှိဆိုရင် comment မှာ yes ရွေးသွားပြီနော်တခြား idea တွေရှိရဲဆိုလို့ရှိရင်လည်း comment မှာရေးသွားပြီးလို့ရတယ်โอเค